တကယ် e-sport လောကကြီးကိုဘာဆက်ပြောကြည့်လဲဒီလိုမျိုးနောက်ကွယ်မှာကွာအမှန်တိုင်းပြောရင်လှုပ်ချင်တာလှုပ်ပြီးတော့မှပြဿနာတွေတက်ပြီးတော့ထွက်ပြေးသွားတဲ့ကောင်တွေကိုဘာပြောချင်လဲ ခြေနေတော့သူပြန်ကန်သားလေး ပိန်းဆွဲရေဖြေလာစီစီကနေကြိုးဆိုပါရယ်အားလုံးပဲမင်္ဂလာပါပိန်းဆွဲဖြေလာစီစီကနေကြိုးဆိုပါရယ်ဒီနေ့ဒီမှာ၃ယောက်ကိုဒီရက်ပိုင်းမှာဖြစ်သွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထင်မြင်ချက်လေးမေးတော့မှာပေါ့နော်အဲ့တော့အကိုတို့ဒီရက်ပိုင်းမှာဖြစ်သွားတဲ့ဘန်နီကိစ္စလေးသိပြီးတော့ကြပြီလား ဟုတ်တီးပါ ဟုတ်အဲ့ဒီအပေါ်အကိုတို့ဘယ်လိုမြင်လဲ ကျွန်တော်ကတော့ branding မမဟုတ်လို့ထင်တာပဲကောင်းပါလေးဘက်ကလည်းပြီးတော့သူ့ကြိုက်ရထင်တယ်ဗျာအဲ့တော့ branding အမှားကြီးပဲတော့မထင်ဘူးနှုတ်သဘောတူကိစ္စမို့လို့ကျွန်တော် branding မှားရောမထင် ဟုတ်ပြီအကို ဒါနှုတ်သဘောသူဖြစ်သွားတဲ့ကိစ္စကြီးကိုဒါအကြီးပုံချဲလို့ပဲထင်တယ်ကျွန်တော် ဟုတ်တယ်မှန်တယ်အကို ကျွန်တော်ကြည့်လို့ ဟုတ်ပြီအဲ့တော့ဒီရက်ပိုင်းမှာဖြစ်သွားတဲ့ဘန်နီကိစ္စပြစ်ဒဏ်ကလည်း3လဆိုတော့အဲ့ဒီပြစ်ဒဏ်အပေါ်ဘယ်လိုမျိုးထင်ကြလဲ ဟုတ်ကျွန်တော်ကတော့ဒီပြစ်ဒဏ်တိတ်ပြီးတော့အခုမှကြီးကျယ်ထားလို့တယ်လို့မြင်ဘာလဲဆိုတော့ရင်တော့ကန်တော့ပါလေဒီလိုကိစ္စကြီးရှိခဲ့ဘူးလားဒါပေမဲ့ community ထဲမှာဒီအတွင်းထဲကကိစ္စကြီးအနေနဲ့ပဲပြီးသွားတာဗျာဒီ banning ကလေးကြမှာဒီလိုမျိုးကြီးလောက်သွားတာကျွန်တော်မတရားဘူးလို့ထင်တယ် မှန်တယ်ကိုရော ကျွန်တော်တိတ်မသိ ဟုတ်ပြီ ပြစ်ဒဏ်အနေနဲ့ကတော့နေအဲ့များလို့လည်းမဆိုပါဘူးเนาะကိုတင်းတော့ပါလေဒီလောက်ကတော့သူအရင်ဆိုးရွားကြီးဖြစ်သွားတာမဟုတ်ဆိုတော့တင်းတော့ပါဒီလောက်က Scarlett အနေနဲ့က controversy တစ်ခုမြင်တာပါလဲဆိုတော့ဒီရက်ပိုင်းမှာ time to quick က YOLO သမားကလည်းဘန်းခံလိုက်ရတာပေါ့နော် YOLO ကစားသမား तू ကသူ့ပြဿနာကြတော့ဘာလဲဆိုတော့ဘန်နီနဲ့ကတိတ်မကွာဘူးဆိုတော့မတူဘူးပေါ့နော်ကိစ္စကလုံးဝ case ကမတူဘူးဒါပေမဲ့ YOLO ကြတော့3နှစ်တောင်ဘန်းခံရတယ်ပေါ့နော် of course organization ကွာတယ်ကွာပက်ကြီးနဲ့ mobile legend နဲ့ကွာမှန်တယ်ဒါပေမဲ့အဲ့လိုပြစ်ဒဏ်ကြတော့ဘယ်လိုမျိုးမြင်ကြလဲကိုရီးယားလုံးဝသဘောမကျဘူး ဒါ player အနေနဲ့ကြည့်မယ်ဆိုရင်လေသူတို့တော့မတရားဘူးဗျာဒါပေမဲ့ဒီ organization ဘက်ကကြည့်နေတာသူတို့ထုတ်ပြန်တဲ့ rule တွေရဆိုတော့ဒါနှစ်ဖက်လုံးမမဟုတ်လို့တော့ပြောလို့ရတယ် ဟုတ်တယ်မှန်တယ် ဒီလား အဲ့တော့တကယ် e-sport လောကကြီးကိုဘာဆက်ပြောကြည့်လဲဒီလိုမျိုးနောက်ကွယ်မှာကွာအမှန်တိုင်းပြောရင်လှုပ်ချင်တာလှုပ်ပြီးတော့မှပြဿနာတွေတက်ပြီးတော့ထွက်ပြေးသွားတဲ့ကောင်တွေကိုဘာပြောချင်လဲ ခြေနေတော့သူပြန်ကန်သားလေး ဟုတ်ပြီ ဘယ်လိုအဘယ်လိုငါလည်းမသိတော့ ဟောပါလေဒီ local team နဲ့မှာဘယ်သူတွေအပ်ပေးလဲ ကျွန်တော်လူငယ်ထဲမှာအကြိုက်ဆုံး player ဆိုzippy ကိုလေး အိုး zippy okay zippy ခုပြန်ဆော့နေပြီဆိုတော့တစ်ချက်စောင့်ကြည့်ရပါတော့မဆို ကျွန်တော်အလီတာ လီတာ ငါဒီ မြန်မာနိုင်ငံရဲ့ရွှေလန်းဘရင်လို့ပြောလိုက်ရင်ဘသူ့တိုက်တယ်ပေးကြတယ် အလီတာ လီတာ zippy zippy နော်တော့ဘာလို့ဆို zippy ကကြတော့ကွာ pro player live ကို on and off လုပ်နေတာကြာနေမှာလနဲ့ချီကြာသွားတယ်လီတာကြတော့လေ तू က AI မှာတယောက်တည်းယုံနေရတာကွာဒီ method စီရောက်တော့မှ तू ဘယ်လောက်ယုံမလဲဆိုတာအင်အားကိုကြည့်ရမှာဆိုအမှန်တမ်းပြောအဲ့နှစ်ယောက်ကလွဲပြီးတော့တခြားအရန်ကောင်းတဲ့သူရှိလားအထင်ထဲမှာ ကျွန်တော် personal ရကျွန်တော်စမ်းကြည့်တယောက်တော့ကျွန်တော်သဘောကျတယ် ဟုတ်တယ်ဆန်ကြနဲ့ emotional control လိုတယ်ဒါပေမဲ့မစိုးပါဘူး အခုလက်တလောဆိုရင်အဲ့ဟိုစန်ကြီးပါပဲစန်ကြီးက ဟုတ်တယ် လက်ညိ လက်ငိမ့်နေဟုတ်တယ် ဆန်ကြတော်တော်ငြိမ်တယ် emotional control ကျင်ချနိုင်တယ် ဟုတ်တယ်ဟုတ်တယ် तू ကတော်တော်များများပါဆိုတော့ zippy တားပေါက်ပုံစံမျိုးဖြစ်နေတာကွာ zippy second zippy လို့ဖြစ်နေတာကဲဟုတ်ပြီအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဖြည်းဖြည်းရဲ့အတွက်ကျေးဇူးပါ